အားလုံးပဲ welcome back ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ရဲ့တိပင်စာဘူးအတွက်ဟိုစားတွေပစ္စည်းတွေအကုန်ရှိရပါတော့ပြီးတော့ဒီဟာကဒါဟိုရင်ဖြတ်လိုက်မယ်ဘာဖြစ်လို့ဆိုတော့ဒါကတိတ်ပြီးတော့ဒီနေရာနဲ့တိတ်မတင်တော့ဘူးဒါစောက်ထားတာတော့မကြသေးဘူး off camera မှာဒီတိုင်းပြင်းလို့ဆိုပြီးတော့နည်းနည်း area ကို alive ဖြစ်သွားအောင်ဆိုပြီးတော့ရှောက်ဆောက်ထားတာဆိုတော့ဒီဟာကနည်းနည်းတိတ်ပြီးတော့ဒီအလဲမှာတိတ်ပြီးမကောင်းဘူးเนาะဆိုတော့ကျွန်တော်ဒီနေရာမှာတစ်ပင်ဆောင်မှာပေါ့နော်ကိုယ့်ဘက်ကို own custom tree ပေါ့နော်ပြောလို့ဒါကတော့ဟို tree တွေလောက်တော့မသေးဘူးဆိုမဲ့နည်းနည်းမကြီးဘူးဆိုပေမဲ့ဒါကနည်းနည်းသေးတဲ့ site ပေါ့ဒါမဲ့ detail တော့နည်းနည်းပိုကြတယ်ဟို tree တွေဟို custom tree တွေကြာတော့ detail လောက်မထည့်ဘူးဒီတိုင်းဖြစ်တယ်လို့ကြီးပဲကောက်ဆောက်လိုက်တာဆိုတော့အဲ့တော့ကျွန်တော်တို့ဒီနေ့အစုံမှာလူလုံးတစ်ပင်ဆောက်သွားမယ် pro လို့နဲ့ပဲအတူတူဆောက်လိုက်မယ်ဒီ Thailand တွေဘာတွေမပြတော့တစ်ပင်ကိုဒီတိုင်းလက်တန်းပဲဆောက်သွားမယ်အဲ့တော့ပစ္စည်းလေးတွေအရင်ဆုံးလှုပ်လိုက်အောင်ပါပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ရဲ့အရင်ဆုံး stay ဗာလေကလေးကိုဒီမှာထားမယ်ပြီးလို့ရှိရင်နောက်တစ်ခုကဒီမှာပြီးတော့ဒီမှာကဒီတက်သားကိုဒီမှာခဏလေးပြီးတော့ပဲရောက်ပါလားအော်ဒီမှာတွေ့ပြီဆိုတော့ဒီမှာပါနော်ကျွန်တော်တစ်ခုလိုနေသေးတယ်အဲ့ဒါကဒီမှာဘာလဲမသိဘူးမြေကြီးပေါ့မြေကြီးပဲထားလိုက်ပါတော့ဆိုတော့ပြီးလို့ရှိရင်တက်သားကိုဒီမျိုးထပ်သွားမယ်ပြီးတော့ဒီနေရာကိုကျတော့ဒီ wall ဆိုတဲ့ဟာထားမယ်ပြီးရင်ဒီမှာက trap door ထည့်လိုက်မယ်အဲဆိုရင်နည်းနည်းပိုကြီးသွားတဲ့ပုံစံမျိုးရမယ်ပြီးရင်ဒီမှာလည်းအတိုင်းပဲခုနကပုံစံအတိုင်းပဲပေါ့နော်ဒီတိုင်းပဲအဲ့လိုမျိုးပဲဆက်လုပ်လိုက်မယ်ပြီးလို့ရှိရင်ဒီဘက်ကကျတော့ခဏလေးဒီဘက်ကလည်းဒီလိုပဲသွားမယ်ပြီးရင်ဒီနေရာကအပေါ်ကိုအုပ်ပြောမှဆိုတက်တာပဲထပ်ထည့်မယ်ပြီးရင် spruce slab ဟုတ်ပြီအဲ့ဒါနဲ့သွားမယ်ပြီးရင် trap door ကဒီဘက်ကိုသွားမယ်ပြီးတော့ဒီဟာကျတော့အပုံနည်းနည်းလေးညွန့်နေမှာဆိုတော့အပုံနည်းနည်းတက်လိုက်မယ်ပြီးရင်ဒီမှာဟိုးစားလေးလောက်လိုက်အောင်ဒါကိုဖြတ်ပြီးလို့ရှိရင်ဒီဘက်ကိုထပ်သွားမယ်ဒီဘက်ကကျတော့အရင်ဆုံး spruce trap door နဲ့ရင်သွားမယ်ပြီးရင်အဲ့ဒါပြီးတော့wall နဲ့wall ထည့်မယ်ပြီးရင်နောက်ထပ် spruce trap door ထပ်ထည့်မယ်ပြီးရင်အဲ့ဒီနေရာကိုမှပြီးရင်ဒီဘက်ကဒီလိုမုံဒါမုံဒီလိုမုံဒါကိုအရင်ဆုံးပြန်ဖြတ်လိုက်မယ်ပြီးရင်ဒီဟာကမဟုတ်ဘူးဒါလည်းမဟုတ်မှားနေပြန်ပြီပြီးရင်ဒီလိုဟုတ်ပြီ trap door ကဒီလိုသွားမယ်ပြီးရင်အပေါ်ကိုညှို့ထွက်မယ်ပြီးလို့ရှိရင်အဲ့ဒါကိုပြန်ဖြတ်မယ်ဘာလို့လဲဆိုတော့ဒီဘက်ကိုသွားမှာအားဆိုရပြီပြီးလို့ရှိရင်နောက်တစ်ခုကကြတော့farmscape ပြောမှဆိုရင်ဘာလဲမသိဘူးဗျာအဲ့ဒါကိုသုံးမယ်သုံးပြီးတော့ဒီဘက်ကိုခဏလေးရပြီအဲ့ဆိုဒီမှာဒီဟာကဟိုဘက်ကိုနည်းနည်းညွန့်နေတဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာက wall ထည့်မယ်နောက်တစ်ခုထပ်ထည့်မယ်ပြီးရင်ဘေးကိုနည်းနည်းလေးထွက်မယ်ဆိုတော့ဒီဘက်ကိုထည့်ပြီးရင်ဒီဘက်ကိုလည်းထပ်ထည့်မယ်အဲ့ဆိုရင်ဒီဘောကိုလည်းထပ်ထည့်ပြီးတော့ဒီအပေါ်ကနေပြီးတော့ပါလဲနောက်ထပ်တက်သားနဲ့လှုပ်ထားတဲ့ wall ပေါ့နော်အဲ့ဒါကိုထပ်ထည့်လိုက်မယ်ဆိုရင်ပြီးတော့ဒီအားကြောင့်နည်းနည်းပူကြီးသွားအောင်လို့အဲ့ဆိုရပြီကျွန်တော်ရဲ့ဟိုစားရပြီဆိုတော့ပြီးလို့ရှိရင်ဒီဘက်ကိုသွားမယ်ဒီဘက်ကကျတော့အရင်ဆုံးခဏလေးနော်ဒီဘက်ကနည်းနည်းမှားနေသလားလို့ခဏလေးကျွန်တော်မှားနေတယ်တွေ့ပြန်လာအောင်ပါနော်ပြန်တွေ့မယ်ခဏလေးစောင့် trap door ကို okay ဒီလိုထားလိုက်မယ်အဲ့ဆိုရပြီဆိုတော့ကျွန်တော်ခုနကမှားပါတယ်ပေါ့နော်ဆိုတော့မှားတာပေါ့ထားလိုက်ပါတော့အခုကနောက်တစ်ခုထပ်ဆောင်မယ်ပြီးရင်ဒီဟာကဒီလိုမျိုးပဲဒီဘက်အကိုင်းအကြောင်းနည်းနှစ်ခွပုံစံမျိုးပေါ့နော်ဆိုတော့နှစ်ခွပုံစံမျိုးဆိုတော့ဒီမှာက fanscape ကဒီတိုင်းဟိုဘက်ဒီဘက်သွားတဲ့ပုံစံမျိုးပေါ့နော်ပြီးရင်ဒီဘက်က
spruce မသိတော့ဘူးဗျာကျွန်တော်မပြောတတ်တော့အဲ့တော့အဲ့ဒါနဲ့အဲ့လိုမျိုးလုပ်လိုက်မယ်ပြီးရင်နောက်ထပ် block ကိုကြတော့ဒီပေါ်တင်လိုက်မယ်အဲ့ဆိုရင်သူက direction ကွဲသွားတယ်ပေါ့နော်ပြီးလို့ရှင်ဒါကိုဒီလိုထည့်မယ်ပြီးရင်ဒီဘက်ကိုအဲ့ဆိုရပြီဒါကပြောအောင်ဆိုအကိုင်းနောက်ထပ်တစ်ကိုင်းပေါ့နော်ကျွန်တော်ရဲ့တစ်ပင်မှာအကိုင်း3ကိုင်းရှိပါတယ်ဆိုတော့ဒီမှာကဒါဒုတိယအကိုင်းခဏနေကြရင်တတိယအကိုင်းလုံးမယ်ပေါ့နော်ဒါကဒီလိုဆိုရင်ဒါဆိုအဆင်ပြေသွားပြီပြီးရင်ဒါကဒီဘက်ကိုသွားမယ်ပြီးရင် spruce stairs မဟုတ်ဘူး fast gate နဲ့ဒီဘက်ကိုသွားလိုက်မယ်အဲ့ဆိုရပြီပြီးလို့ရှင်ပြီးရင်ဒီဘောက trap door ထည့်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာ trap door အဲ့ဆိုရပြီပြီးလို့ရှိရင်ဒီအောက်ကိုလည်း trap door ထပ်ထည့်ရမယ်ဒီနဲ့ okay ရပြီအဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒုတိယအကိုင်းကပြီးပြီပေါ့နော်ဒုတိယအကိုင်းတော့မဟုတ်ပါဘူးဒါဟုတ်တယ်ဒုတိယအကိုင်းတတိယအကိုင်းနေပြီးပါပါဒုတိယအကိုင်းနဲ့တတိယအကိုင်းဟုတ်ပါပြီဆိုတော့ဒါကတော့ထည့်ပြီးသားပုံစံပေါ့နော်ဗာလေတေးရွက်တွေကတော့မထည့်ရသေးဘူးဘာလို့လဲဆိုတော့ပြင်းလို့ပေါ့နော်ကျွန်တော်ပြီးတော့မှပဲထည့်လိုက်မယ်ဒီကနေကြည့်ရင်တော့ဗာလေဂိမ်းနဲ့ကာနဲ့မမြင်အောင်ဆိုတော့ဒီကနေပြီးတော့ကြည့်ရင်အဲ့လောက်လည်းမမြင်ရပါဘူးဆိုတော့တစ်ပင်အရွက်တွေထည့်ပြီးရင်တော့ပို့ပြီးတော့မြင်ရလိမ့်မယ်လေထင်တယ်ပြီးတော့ဒီဟာလေးကိုအရင်ဆုံးဖယ်လိုက်အောင်ဘာလို့လဲဆိုတော့ဒီနေရာကနည်းနည်းရှုပ်တဲ့ပုံစံမျိုးပေါက်နေပါတော့တိတ်ပြီးတော့မကောင်းဆိုတော့ဒီဟာလေးကိုအရင်ဖယ်လိုက်မယ်ဆိုတော့အခုကပေါ့နော်ကျွန်တော်တို့ဒီတစ်ပင်ရဲ့ဘေးနားမှာနည်းနည်းခြံစည်းရိုးလေးခတ်လိုက်မှာပေါ့နော် trap door ကိုကျွန်တော်နည်းနည်း wine နဲ့ပုံစံမျိုးလေးဖြစ်အောင်လို့ဒီဘက်ကိုဒီလိုထားမယ်ပြီးရင်ဒါကကျတော့နည်းအတွင်းဘက်ပြန်ဝိုင်းမယ်ဒါကဒီလိုထားမယ်ပြီးရင်ဒါကိုလည်းဒီလိုထားမယ်အဲ့ဆိုအဆင်ပြေပြီဗျဆိုတော့ဒီဘက်ကိုလည်းအဲ့လိုမျိုးပဲဆက်လုပ်မယ်ပြီးရင်ဒီဟာကဒါဒီလိုထားမယ်ပြီးလို့ရှိရင်ဒီဘက်ကိုလည်းအဲ့လိုပဲထားမယ်ပြီးရင်ဒါလည်းဒီလိုထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့နည်းနည်းလိုသေးတော့နည်းနည်းထပ်ခရလိုက်မယ်နော်ဆိုတော့ဒီမှာ through ပြောင်းဆိုရင်ထင်းရှူးတက်တာတွေအများကြီးပဲကျွန်တော်မှာဆိုတော့ဒီမှာဒီဘက်ကိုလည်းဒီလိုလုပ်မယ်ပြီးရင်ဒီဟာလည်းဒီဘက်ကသွားမယ်အာမနည်းနည်းလန်လျှောက်ဖို့နေရာလေးရမှာပြီးရင်ဒီဟာကဒီနေရာသွားလိုက်ပြီးရင်နည်းနည်းပြောမှဆိုခြံစည်းရိုးလေးခတ်ပေးလိုက်မယ်ပေါ့နော်ခြံစည်းရိုးကိုဒီမှာထားမယ်ပြီးရင်ဒီနေရာလေးလည်းထားလိုက်မယ်ဒီနေရာထားဆိုတော့ဒီနေရာပြီးရင်ဒီနေရာထားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့တခုခုလိုနေတယ်လို့ပဲဟိုဥစားတဲ့ဗာလေ fans နောက်လည်းနည်းနည်းလောက်ထပ်ထည့်လိုက်ဒီဘက်တွေကတိတ်ပြီးတော့အားဆိုရပြီဒီလိုဆိုရပြီပြီးလို့ရှိရင်ဒီနေရာဒီဘက်ကိုသွားဆိုတော့ဒီလောက်ဆိုအဆင်ပြေပါပြီ fans ထပ်ထည့်မကောင်းတော့ပေါ့နော်နေရာမလောက်သလိုပြန်ပါဆိုတော့တကူထပ်လုံးမယ်ဗျဘာလုံးမလဲဆိုတော့ဒီနေရာလေးတွေအကုန်လုံးဖယ်လိုက်မယ်ပြီးရင်အထဲကိုကျွန်တော်ဘာလုပ်ဖို့လဲဆိုတော့မြေကြီးတွေထည့်မယ်ပေါ့နော်မြေကြီးထည့်ပြီးတော့စပားကင်းတစ်တိလေးပုံစံမျိုးစောက်လိုက်မယ်အဲ့ဒါမှနည်းနည်း area ကနည်းနည်းကြည့်လို့ကောင်းအောင်ပေါ့နော်ဆိုတော့ဒီနေရာလေးနည်းနည်းလေးရှင်းပြီးတော့ဗာလေစပားနည်းနည်းစိုက်မယ်ဆိုတော့ yeahဆိုတော့တစ်ပင်ဆောက်ဖို့အတွက်ကျွန်တော်တစ်ရွက်လေးထည့်လိုက်ပါအောင်မယ်ထည့်ပြီးရင်ပြန်တွေ့ကြမယ်ဆိုတော့ bye ဆိုတော့ခဏလေးမိဟာကဒါဆိုရင်ကျွန်တော်တို့ရဲ့တစ်ပင်ပြီးသွားပါပြီတော်တော်လာတယ်ကျွန်တော်သိတယ်အဲ့လောက်လာမယ်ကျွန်တော်သိတယ်ဆိုတော့ဒီထဲမှာကျွန်တော်ဟိုဥစား fan game မဟုတ်ဘူးဗာလဲတရားအဇေလီယာကိုကျွန်တော်တို့ဒီနေရာလေးထည့်လိုက်မယ်အဲ့ဆိုလဲမိုက်ပြီးတော့ကျွန်တော်ဒီမှာဥစားလေးထည့်ထားတယ်ပေါ့နော်ဗာလဲပြားတွေအတွက်ပြားရင်လေးထည့်ထားတယ်ပြီးတော့ဒီမှာဒါလေးပူနေရပဲဒီဟာကိုတနေရာထည့်လိုက်မယ်ခဏဒီ
ဒီဘက်ကိုကြည့်မယ်ဆိုရင်ဒီနေရာလည်းထည့်လို့မကောင်းဆိုတော့ဒီဘက်ဒီနေရာကျတော့လည်းမကောင်းခဏရနော်ဆိုတော့ဒီဘက်တွေမကောင်းဘူးโอเคဒီနေရာလွတ်တယ်ပေါ့နော်ဆိုတော့ဒီနေရာကိုထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့တပင်ကြီးရတော့ပြီးသွားပါပြီဆိုတော့ကျွန်တော်တို့ရဲ့တပင်ပြီးသွားပြီဆိုတော့ဒီနေ့ episode တော့ကတော့ဒီလောက်ပဲပေါ့နော်ဘယ်လိုလဲဆိုတော့အရှိကြီးလည်းမသွားခြင်းဘူးဆိုတော့ဒီနေ့ episode ကိုဘာနဲ့အဆုံးသတ်မလဲဆိုတော့ဒီကောင်တွေကိုတတ်ရင်းနဲ့အဆုံးသတ်ပါမယ်ဆိုတော့ဒီကောင်တွေကိုတတ်လိုက်ကြအောင် let's go like and subscribe လုပ်ခဲ့ဖို့မမေ့နဲ့